ဗီဒီယိုတွေကိုတနားရီအတွင်းမှာအပြီးရိုက်နိုင်ဖို့အတွက်ကိုကဘာအကြောင်းပြောမှလဲဘာအကြောင်းပြောမှလဲဆိုတော့ကိုတိတိကျကျသိရမယ်။ Okay ဘာအကြောင်းပြောမယ်ဥပမာကိုက fashion လားဒါမှမဟုတ်ရှင်အစအသောက်လား skin care လားဒီလိုမျိုးကိုအကြောင်းအရာသိပြီးပြီဆိုရင်ဘယ်လိုနေရာမှာရိုက်မှာလဲအပြင်မှာရိုက်မှာလားအထဲမှာရိုက်မှာလားဒါမှမဟုတ်ရှင်ကိုကအလှပြင်ပြမှာလားဘယ်လိုမျိုးလဲပေါ့နော်ကိုနေရာရွေးဖို့လဲလိုအပ်တယ်။ Okay ဒီလိုမျိုးနေရာရွေးပြီးပြီဆိုရင်ကိုကဘလို့အဝတ်အစားတွေဝတ်မှာလဲဆိုတာကိုလည်းရွေးချယ်ထားရမယ်ဒီလိုမျိုးကိုကဘာအကြောင်းပြောမှလဲဘလို့နေရာမှာရိုက်မှာလဲဘလို့အဝတ်အစားတွေဝတ်မှာလဲဒီလိုမျိုးပေါ့နော်ဒီလိုအကြောင်းအရာတွေကိုအစီအစဉ်တခြားလောက်ထားပြီးပြီဆိုလို့ရှိရင်ကိုတရက်အတွင်းမှာအဲ့တနားရီအတွင်းမှာဗီဒီယိုတွေကိုစတင်ပြီးတော့ရိုက်လို့ရမှာသိကြပါတယ်ဒါကတော့ link ကိုယ်တိုင်အသုံးပြုတဲ့နီလန်လေးဖြစ်တဲ့ကြောင့်မလို့တကယ်လို့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်လည်း comment မှာ yes လို့ရေးလာခဲ့ပေးပါနောက်ထပ်သိချင်တာရှိရင်လည်း comment မှာရေးလာပေးလို့ရပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်လည်းနောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါ